ဒီအမျိုးသမီးအကျဉ်းသားလေးကတော့သူမကိုကြွေးတဲ့ထမင်းကိုစားမနေပဲပကံတွေကိုပုံစံမျိုးဖြစ်အောင်စီစဉ်နေခဲ့ပါတယ်။ညဘက်လူချေတိတ်တဲ့အချိန်တိုင်းမှာလည်းသူမဟာတိတ်တဆိတ်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပြီးနေရန်ပုံမှာအကျဉ်းထောင်ရဲ့မြေပုံအပြည့်စုံကိုတောင်ရေးဆွဲထားခဲ့တာပါ။အကျဉ်းသားတွေကိုလေကောင်းလေတန်းရအောင်တခါတလေအပြင်ထုတ်ပေးတဲ့အခါမှာလည်းသူမဟာအကျဉ်းထောင်ထဲကထွက်ပေါက်နဲ့လမ်းကြောင်းတိုင်းကိုတစ်စက္ကန့်၄တောင်အနားမနေပဲမှတ်သားနေခဲ့ပါတယ်။တကယ်တော့သူမဟာနောက်3ရက်ဆိုရင်ဘဝနီကုန်းချုပ်ရတော့မှဖြစ်လို့ထောင်ကနေထွက်ခွာနိုင်ဖို့အတွက်ဒါတွေအားလုံးကိုပြင်ဆင်နေတာပဲဖြစ်ပါတယ်။တရက်မှာတော့အဆောင်တယောက်ကသူမအတွက်ထူးထူးခြားခြားဟင်းပွဲတစ်ပွဲယူလာပေးခဲ့ပါတယ်။ဒါဟာသူမရဲ့နောက်ဆုံးညစာဆိုတာသူမသိလိုက်ပေမဲ့ကြောက်ရွံ့မနေပဲတည်တည်ငြိမ်ငြိမ်နဲ့ပဲအကုန်သုံးဆောင်လိုက်ပါတယ်။စားတောက်ပြီးတဲ့နောက်မှာတော့သူမကိုအဖြစ်ပေးမဲ့နေရာစီခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထောင်ပိုင်ကြီးရဲ့သမီးလေးဟာမေလာပိုက်ထဲမှာပိတ်မိနေတယ်ဆိုတဲ့သတင်းရောက်လာခဲ့ပါတယ်။ထောင်ပိုင်ကြီးကိုယ်တိုင်ဆင်းခဲ့ဖို့လုပ်ပေမဲ့ပိုက်ကောင်းပေါက်ကတေးလို့နေတာကြောင့်ဝင်လို့မရဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့အမျိုးသမီးကျင်းသားလေးကသူမကူညီပါရစေလို့ချက်ချင်းပဲကန့်လန့်လိုက်ပါတယ်။ထောင်ပိုင်ကြီးကသူမကိုမယုံကြည်ပေမဲ့လည်းတခြားရွေးချယ်စရာမရှိတာကြောင့်ကန့်သက်ချက်တွေကိုဖြုတ်ပေးပြီးကျင်းမြောင်းတဲ့ပိုက်ထဲကိုဝင်ခိုင်းလိုက်ပါတယ်။မကြခင်မှာပဲသူမဟာထောင်ပိုင်ကြီးရဲ့သမီးလေးကိုရှာတွေ့ခဲ့ပြီးဘေးကင်းကင်းနဲ့အပြင်ကိုခေါ်ထုတ်လာနိုင်ခဲ့ပါတယ်။ဒါကိုထောင်ပိုင်ကြီးကအရန်ကိုကျေးဇူးတင်သွားပြီးသူမရဲ့ပြစ်ဒဏ်ကိုရွှေဆိုင်ပေးဖို့ချက်ချင်းပဲအထက်ကိုတင်ပြပေးခဲ့ပါတယ်။အမျိုးသမီးကျင်းသားလေးကတော့ဒါကိုကြားပြီးတိတ်တဆိတ်ဝမ်းသာနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူမရဲ့အစီအစဉ်တွေကပထမဆုံးခြေလှမ်းပဲဖြစ်လို့ပါ။နောက်တရက်အကျဉ်းသားအားလုံးထမင်းစားသွားတဲ့အချိန်မှာတော့သူမဟာထွက်ပြေးဖို့လမ်းကြောင်းရှာဖွေဖို့အတွက်အိမ်သားထဲမှာတမင်တကာကြံနေခဲ့ပါတယ်။သူမကထွက်ပေါက်ကိုပဲအာယုံစိုက်ရှာဖွေနေတော့မှအနားမှာဘယ်သူမှမရှိတာကိုအခွင့်ကောင်းယူပြီးဝန်ထမ်းတစ်ယောက်ကသူမအပေါ်မလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။အမျိုးသမီးကျင်းသားလေးဟာထိတ်လန့်တကြားနဲ့ရှောင်တိန်ဖို့ကြိုးစားပေမဲ့စိတ်ပုတ်တဲ့မိန်းမတစ်ယောက်ကသူမကိုအထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အကျဉ်းသားလေးပျောက်ဆုံးနေပြီလို့အဆောင်တွေကိုလိန်ညာပြောဆိုပြီးလူတိုင်းရှိမှသူမရဲ့စိတ်မသက်သာစရာအခြေအနေကိုလိုက်ပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းအိမ်သားစီကိုအပြေးလွှားရောက်သွားတဲ့အခါမှာတော့သူမဟာအခန်းဖော်နဲ့အတူတူပုံနေတာကိုပဲတွေ့လိုက်ရပါတယ်။တခုခုမားနေပြီဆိုတာကိုရိပ်မိသွားတဲ့အဲ့ဒီမိန်းမဟာဝန်ထမ်းကိုလိုက်ရှာပေမဲ့ဘယ်နေရာမှာမှရှာမတွေ့တော့ပါဘူး။အဲ့ဒီဝန်ထမ်းဟာတာဝန်ကနေပြက်ကွက်သွားတာကြောင့်ထောင်ပိုင်ကြီးကသူ့နေရာမှာအဆောင်အစ်တစ်ယောက်ကိုအစားထိုးခန့်အပ်လိုက်ပါတယ်။အဆောင်အစ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမျိုးသမီးကျင်းသားလေးရဲ့မျက်နှာဟာရုတ်တရက်ပြည့်ယွင်းသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီအဆောင်အစ်ဟာသူမကိုထောင်ထဲရောက်အောင်လုပ်ခဲ့တဲ့ကြံရပါပဲဖြစ်နေလို့ပါ။ဒါပေမဲ့သူမမသိလိုက်တာကတော့ဒီလူဟာတကယ်တော့သူမကိုကူညီဖို့အတွက်ရောက်လာတာပဲဖြစ်ပါတယ်။ဒီစကားအန်တင်းကိုမင်းဘယ်လိုထင်လဲ။မင်းသာဆိုရင်ဘယ်လိုလုပ်မလဲကွန်မန့်မှာပြောခဲ့ပါ။ဒီလို movie recap တွေထပ်ကြည့်ချင်ရင် like and follow လုပ်ပြီးမင်းရဲ့တငယ်ချင်းကို share ပေးလိုက်ပါ